ကျမတို့လက်ဆောင်စာအုပ်ရဲ့ audio book ကလေးကိုနားဆင်လာခဲ့တာအခုဆိုရင်ညှိကုံချုပ်အမှားစကားကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ညှိကုံချုပ်အမှားစကားကျွန်တော်ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့သူစိတ်သက်ကြတိုင်းဖတ်ဖို့စာအုပ်ထဲမှာစိတ်သက်ကြသူတိုင်းလှုပ်တဲ့အရာတွေကိုအဓိကထားပြီးရေးသားခဲ့ပါတယ်။ပထမစာအုပ်ကအားပေးမှုတွေအမြောက်အများလည်းရရှိခဲ့ပါတယ်။အခုဒီစာအုပ်မှာတော့စိတ်သက်ကြတာကနေစိတ်သက်ပြန်တက်လာရုံပဲမဟုတ်ပဲအရင်ကထပ်ပိုပြီးစိတ်ချမ်းသာအောင်ဘယ်လိုနေမလဲဆိုတဲ့အကြောင်းအရာကိုအဓိကထားပြီးရေးခဲ့ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းဒီစာအုပ်ထဲမှာပါတဲ့နည်းစနစ်တွေကိုကျင့်သုံးနေသူတစ်ယောက်ဖြစ်ပါတယ်။တရားရာခိုင်နှုန်းအပြည့်အဝတော့မလိုက်နိုင်သေးပါဘူး။ကျွန်တော်လည်းတာမန်လူသားတစ်ယောက်ပဲမို့မှားမြင်မှားဆဲလေးတွေတော့ရှိပါတယ်။ဒါပေမဲ့80ရာခိုင်နှုန်းလောက်အထိကျွန်တော်လိုက်နာနေနိုင်ပါပြီ။80ရာခိုင်နှုန်းလောက်လိုက်နာနိုင်တာတော့ကျွန်တော်ဘဝမှာအများကြီးအကျိုးကျေးဇူးရှိခဲ့ပါတယ်။ဒါကြောင့်ဒီနည်းစနစ်လေးတွေကိုကျွန်တော်ရဲ့စာဖတ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်တာပဲဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းအမားတွေအများကြီးလုပ်ခဲ့ပူးပါတယ်။စိတ်မထိန်နိုင်တဲ့သူတယောက်လည်းဖြစ်ခဲ့ပူးပါတယ်။အဲ့ဒီအချိန်ကစိတ်ချမ်းသာခြင်းဆိုတာတော်တော်ရှားခဲ့ပါတယ်။ဒီစာအုပ်ထဲကနီးလန်းလေးတွေကိုလိုက်နိုင်ရင်လောကကြီးနဲ့အံဝင်ခွင်ကျဖြစ်လာခဲ့ပါတယ်။ဒီစာအုပ်ထဲကနီးလန်းတွေအကုန်မဟုတ်ပဲတချို့တဝက်လိုက်နာနိုင်ရင်တော့အကျိုးထူးပါတယ်။ဥပမာအခန်း1ကအမိုက်ထုတ် theory ဆိုရင်အရန်ကိုအသုံးဝင်လွန်းပါတယ်။လက်တွေ့ဘဝနဲ့ထပ်တူကိုစနေတဲ့နီးလန်းလေးဖြစ်ပါတယ်။ဒီစာအုပ်ထဲကအချက်တွေကကျွန်တော်ဖတ်ပူတဲ့ပုံမြင်လေးတွေနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံအယူအဆတွေကိုပေါင်းစပ်ပြီးရေးထားတာပဲဖြစ်ပါတယ်။ဒါတွေကတရားရာခိုင်နှုန်းအမှန်တရားတွေလို့ကျွန်တော်မပြောလို့ပါဘူး။မိမိဘာသာလိုက်နာကျင့်သုံးကြည့်ပါ။အကျိုးထူလာတော့မှယုံကြည်ပါ။မျက်လုံးစုံမိတ်ပြီးယုံပေးဖို့ကျွန်တော်မတောင်းဆိုပါဘူး။ဒီစာအုပ်ကိုဖတ်ရုံပဲမဖတ်ပါနဲ့။ပြောချင်တယ်ဆိုရင်ဒီစာအုပ်ထဲကတင်ကြိုက်တဲ့နီးလန်းလေးတွေကိုရွေးထုတ်ပါ။သင်ဘဝတွေကစတင်ပြီးတက်ဆင်အသုံးပြုကြည့်ပါ။စာဖတ်ခြင်းကနေဘ ഹു တုဒ္ဒရရှိတာမှန်ပေမဲ့ဘ ഹു တုဒ္ဒတစ်ခုတည်းကပါဝါမဟုတ်ပါဘူး။ဘ ഹു တုဒ္ဒကိုတက်ဆင်အသုံးပြုတတ်မှသာပါဝါဖြစ်လာတာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီစာအုပ်လေးပဲဖြစ်ဖြစ်အခြားဘေစာအုပ်ပဲဖြစ်ဖြစ်ဖတ်ပြီးလို့သဘောကျရင်လက်တွေ့ဘဝမှာလိုက်နာကျင့်သုံးပါဒီနေရာမှာစာဖတ်ခြင်းနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ပထမဆုံးစာအုပ်မှာပါတဲ့ R2A2 ဆိုတဲ့စာဖတ်နည်းအကြောင်းကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့3နှစ်ခန့်ကရိုးရာမီဒီယာကပြုလုပ်တဲ့ပွဲလေးတစ်ခုသွားရင်းနဲ့ပြီးမှဂျာနယ်ရဲ့ editor ချုပ်ပြောပြတဲ့စာဖတ်နည်းလေးအကြောင်းကိုသိခဲ့ရပါတယ်စာဖတ်တော့မယ်ဆိုရင် R2A2 ဆိုတဲ့စီးမြင်လေးနဲ့ဖတ်သင့်ပါတယ်ပထမ R ကတော့ read ပါရိုးရိုးတာမန်စာတစ်ခုခုကိုဖတ်တာပါဒီအဆင့်မှာတော့ဘာမှမပါသေးပါဘူးဖတ်နေတဲ့စာရဲ့ခေါ်ဆောင်ရာကိုအပူအပင်မရှိလိုက်မျောပြီးဖတ်ရုံပါပဲဒုတိယ R ကတော့ rethink ဖြစ်ပါတယ်ပြန်လည်စဉ်းစားပါတချို့ကစာသာဖတ်တယ်ဖတ်ပြီးသွားရင်မေ့ပစ်လိုက်ကြတယ်တချို့ကြတော့ဖတ်ပြီးတာနဲ့တန်းယုံလိုက်တယ်ပြန်လည်စဉ်းစားလို့မရှိပါဘူးတချို့ကလည်းစာကဘာကိုဆိုလိုတယ်မသိစပြီးဝေဖန်တော့တာပဲဒီတော့ဖတ်ပြီးသားစာတိုင်းကိုအခုအချိန်ကစပြီးပြန်စဉ်းစားဖို့မမေ့ပါနဲ့ပထမ A က analyze ဖြစ်ပါတယ်ဝေဖန်ခွဲခြားစဉ်းစားပါဖတ်ပြီးသားစာတွေကယုတ်တိရောရှိရလားစာရေးသူကရောဘယ်သူလဲဘယ်နေရာကကိုးကားထားတာလဲယုံကြည်ရပါမလားဘာအကျိုးကျေးဇူးတွေရလိုက်လဲအဲ့ဒီစာတွေကဘယ်အချက်ကိုမှတ်ထားဖို့လိုမလဲစသဖြင့်အသေးစိတ်ခွဲခြားလေ့လာသင့်ပါတယ်ဖတ်သမျှစာတိုင်းမျက်လုံးမယုံသင့်ပါဘူးဒုတိယ A ကတော့ apply ဖြစ်ပါတယ်ဒီအဆင့်ကတော့အရေးအကြီးဆုံးပါဖတ်ပြီးသမျှစာတွေကိုလက်တွေ့ဘဝမှာအသုံးမချရင်အကျိုးမရှိပါဘူးဥပမာမိထပလနီကာဖတ်တယ်ဆိုပါစို့ကျွန်တော်အတိအကျွမ်းထဲမှာအပြောဆိုဘူးပေါက်ပြောတတ်တဲ့သူတယောက်ရှိပါတယ်ကျွန်တော်ကတော့စေတနာနဲ့မိထပလနီကာဖတ်ဘူးလားမဖတ်ရသေးရင်ငှားမယ်လို့ပြောတော့သူပြောတာကအဲ့ဒီစာအုပ်ဖတ်ဘူးတာကြာလာပြီတဲ့ကျွန်တော်ပို့ပြီးအံ့ဩသွားပါတယ်လူမှုဆက်ဆံရေးမှာကောင်းမွန်ဖို့အကောင်းဆုံးတွေကစာအုပ်တအုပ်ကိုသူဖတ်ဖူပါလျက်သူပြောလိုက်တဲ့စကားသူလုပ်လိုက်တဲ့အပြုအမူတွေကသူများတွေအတွက်အနောက်ရှက်အမြဲဖြစ်နေတာကိုပိုအံ့ဩသွားတာပါဒါဘာလို့ဖြစ်တာလဲဆိုရင်အဖြေကရှင်းပါတယ်စာအုပ်တအုပ်ကိုအပေါ်ယံသာဖတ်ပြီး apply မလုပ်လို့ပါဒီတော့စာအုပ်ဝယ်လိုက်ရတဲ့ပတ်စံရဲ့စာအုပ်ဖတ်လိုက်ရတဲ့အချိန်ဆုံးရှုံးသွားတာပဲရှိပါတယ်ဘာအကျိုးကျေးဇူးမှလည်းမရလိုက်ပါဘူးဒီစာအုပ်ကိုဖတ်နေတဲ့စာဖတ်သူတွေအားလုံးလည်း R2A2 နဲ့စာကောင်းကောင်းဖတ်တတ်ကြပါစေလို့တိုက်တွန်းလိုက်ပါတယ်